တာတာမီမီတို့အားလုံးပဲမင်္ဂလာပါနော်တီတီစုရဲ့ channel လေးကနေကြိုဆိုလိုက်ပါတယ်ကွယ်ဒီနေ့မှာတော့တီတီစုကဇာမနီနမီမေပန်းလို့ခေါ်တဲ့ပုံမြင်လေးတစ်ပုဒ်ကိုပြပြပေးသွားမယ်နော်ဟိုးရှိရခင်တော့ကအလွန်ချသွေ့ပြီးစီးကြားလာတဲ့တောင်ပေါ်ဒေသလေးတစ်ခုရဲ့ရွာလေးတစ်ရွာမှာလက်မှုအတက်ပညာကိုတစ်ဖက်ကန်းခက်လောက်အောင်ကျွမ်းကျင်တက်မြောက်တဲ့မင်းစောလေးတစ်ယောက်နေထိုင်တဲ့သူမရဲ့လုပ်တဲ့အဝိထေရီဇာရုပန်းတို့အစာလေးတွေကိုသူမလိုလက်ရမြောက်အောင်ဘယ်သူမှမလုပ်နိုင်ကြဘူးသူမဟာကိုဝေစားစင်ရင်ရမှာလဲတံမိုးကြီးတဲ့ပိဿာတွေမဟုတ်ဘဲနဲ့သူမကိုယ်တိုင်ချုပ်လို့ဖန်ပေးထားတဲ့ဇီပုတ်ပုတ်အဝေစားလေးတွေကိုပဲဝိစင်လေးရှိရဲ့သို့ပေမဲ့သူမရဲ့အဝေစားတွေဟာအမြဲလိုပဲအလုံးလှပပြီးလူတကာမငေးလောက်အောင်ကိုဖြစ်နေတဲ့သူမကိုတော့လူအများကအလိမ္မာလေးလို့ခေါ်ကြတယ်သူမနေတဲ့အိမ်ရဲ့မနက်ချင်းဆိုင်တဲလေးထဲမှာတော့မန်ဆန်းလို့ခေါ်တဲ့လူလူတို့လေးတယောက်နေထိုင်နေတဲ့သူတို့နှစ်ဦးဟာငယ်စဉ်တောင်ကြီးကလေးဘွားတွေကကစားဖို့ကစားပတ်တည်တဲ့အရွယ်ရောက်လာတဲ့အချိန်မှာလဲတအုပ်နဲ့တအုပ်ချစ်စစ်ခင်နေထိုင်လာကြရာချစ်သူတွေဘွားကိုရောက်ရှိသွားကြတယ်သူတို့နှစ်ဦးရဲ့မိဘတွေကသူတို့ကိုလက်ထပ်ပေးဖို့စီစဉ်ကြတယ်မန်ချန်နဲ့အလိမ်မာလေးတို့ဟာအလွန်စင်းရဲလာတဲ့တောင်သူလယ်သမားမိသားစုကပေါက်ဖလာကြတာဖြစ်တယ်။ရွဲရတလေထုံးစံအတိုင်းသတို့သမီးတောင်းပွဲမှာယောက်ျားလေးမိဘများကခန်းဝင်ကြီးအနေနဲ့ပြောင်းမှုတစီအလွန်ကြီးမားလာတဲ့ကော်ဖီထုတ်တစ်ထုပ်ပဲကလေးပါတဲ့အိမ်နဲ့ငရုတ်သီးစိမ့်အနီတွေအစရှိတဲ့တန်မိုးနဲ့ပစ္စည်းလေးတွေနဲ့သာတင်တောင်းနိုင်တဲ့မင်းကလေးလိမ္မာလေးရဲ့စိတ်ထဲမှာတော့ဒီလိုတံမိုးနဲလာတဲ့ခန်းဝင်ပစ္စည်းလေးတွေကိုပဲကဘာပေါ်မှာအလှပဆုံးနဲ့အထိုက်တန်ဆုံးပစ္စည်းလေးတွေလို့မှတ်ယူထားတဲ့မင်းကလေးဟာအဲ့ဒီပစ္စည်းတွေကိုသူမရဲ့အိတ်ခမ်းပြတင်းပေါက်နားမှာတင်ထားပြီးအချိန်တိုင်းလိုအမျက်တနိုးကြည့်စုလေးစီတယ်သူမရဲ့စိတ်ထဲမှာလည်းပစ္စည်းလေးတွေကိုမြင်တိုင်းရင်ခုန်လိုက်မောစွာဖြစ်ပြီးတစိမ့်စိမ့်ကြည်နူးနေလေးစီတဲ့ဝေဦးကာလလုံးလို့စောင်းပေါက်ကလေးမှာနှစ်ဦးနှစ်ဖက်မိဘတွေသူတို့ကိုလက်ထပ်ပေးဖို့ပြင်ဆင်ကြပါလေရောမိန်းကလေးရှင်မိဘများဟာသမီးကလေးမျက်နှာမငယ်ရအောင်မင်္ဂလာပဲမှာဝတ်ဖို့ထိုက်တန်ကောင်းမွန်တဲ့ဝိစုံလေးတစ်စုံကိုဝဲပေးခြင်းကြတဲ့ဒါပေမဲ့သူတို့ဟာစီရင်နှံပါသူများဖြစ်လို့အိမ်မှာရှိတဲ့ပစ္စည်းတွေကိုရောင်းချဖို့စီစဉ်ကြလေရဲ့အလိမ္မာကလေးဟာမိဘတွေရဲ့အကြံစီကိုသိရှိသွားပြီးအလွန်စိတ်မကောင်းဖြစ်သွားစားတဲ့အဲဒါနဲ့သူဟာမိဘနှစ်ပါးကိုသမီးအနေနဲ့သူတို့သမီးဝိစုံဝဲဖို့မလိုအပ်ပါဘူးသမီးမှာလက်နက်ပတ်ရှိပါတယ်သမီးအတွက်ဝိစုံကိုသမီးကိုယ်တိုင်ချုပ်ဝင်နိုင်ပါတယ်ဒီအတွက်မေမေတို့ဖေဖေတို့စိတ်မပူပါနဲ့စိတ်ချမ်းသာစွာနေပါသမီးအတွက်ဒုက္ခမရှာပါနဲ့လို့ပြောပြီးသူမရဲ့မိဘတွေကိုနှစ်သိမ့်လိုက်တဲ့သူတို့သားဖြစ်သူမန်ဆန်းကလည်းအလိမ္မာလေးအတွက်သူတို့သမီးဝိစုံမဝဲပေးနိုင်လို့စိတ်မကောင်းဖြစ်နေကြတယ်သူဟာပိဿတဆတောင်မဝဲပေးနိုင်တော့သူ့ကိုယ်သူအားငယ်နေတာပေါ့အလိမ္မာကလေးကသူ့ချစ်သူစိတ်မကောင်းဖြစ်နေတာကိုချော့မော့နှစ်သိမ့်ပြီးအားပေးစကားပြောရှာတယ်သူမအတွက်အဖိုးတန်ပိဿမလိုအပ်ကြောင်းချီကင်လုံးသာရှိရင်သူမဘာသာပိဿဖြစ်အောင်ရက်လုတ်တဲ့ကြောင်းပြောဆိုလိုက်တဲ့မန်ချန်လေးဟာသူမစီကဒီစကားတွေကိုကြားလိုက်ရတော့အလွန်ဝမ်းသာသွားရှာတယ်။ဘာကြောင့်လဲဆိုတော့ချီကင်တစ်လုံးဖြစ်ဖို့ဝါကုန်းတွေကိုလိုက်ဆိုရင်ဖြစ်နိုင်တာကြောင့်ပဲဖြစ်တယ်။ဝါကုန်းဆိုတာကလည်းပိတ်ဆလောက်တော့ဈေးမကြီးဘူးလေ။သူ့လိုစင်းရဲသားအတွက်စူးစမ်းပြီးဝယ်နိုင်ရင်ရလောက်တဲ့။အဲ့ဒီလိုနဲ့သူဟာအလိမ္မာကလေးရဲ့အတွက်စူးစမ်းပန်းစားအလုပ်လုပ်ပြီးဝါကုန်းလေးတွေအများဝယ်ပေးလိုက်နိုင်တယ်။အလိမ္မာကလေးရဲ့အိမ်နောက်ပတ်ဝန်းကျင်မှာရွှေမလာလို့ခေါ်တဲ့မိမပြိုလေးတစ်ယောက်လေးရှိသေးတယ်။သူမဟာလည်းအလိမ္မာကလေးနဲ့တနေ့သေးမင်္ဂလာဆောင်မဲ့သူတို့သမီးလောင်းလေးပဲပေါ့ကွယ်။သူမကတော့အလိမ္မာကလေးနဲ့မတူဘူးပေါ့။သူမနဲ့လက်ထက်မဲ့သူဟာချမ်းသာကြွယ်ဝတဲ့တတိတစ်ယောက်ပဲ။သူတို့သားလောင်းရဲ့မိဘတွေကလည်းချမ်းသာကြွယ်ဝလေတော့သူတို့သမီးအတွက်ခန်းဝင်ပစ္စည်းတွေဟာအဖိုးထိုက်တန်နေကြီးပဲပေါ့ကွယ်။ခန်းဝင်ပစ္စည်းတွေထဲမှာအလွန်အဖိုးထိုက်တန်တဲ့လက်ဝတ်ရတနာတွေလှပတဲ့ဝိစုံငယ်လေးတွေကလည်းအများပေါ့။ရှီမာလာလေးကတော့အဲ့ဒီဝိစုံတွေကိုတစ်ခုပြီးတစ်ခုဝိကြည့်ပြီးရေတွင်းတွေမြစ်စိတ်တွေမှာသူ့အရေးကိုပြန်ကြည့်ပြီးပီတိဖြစ်နေတဲ့မကြာခဏဆိုသလိုဝေကောင်းစားလာတွေကိုဝေပြီးရွာထဲမှာလန်တလာရင်သူ့ကိုယ်သူဝင်စားနေတော့တယ်ပထမတော့လူတွေဟာဝိုင်းဝန်းချီးမွမ်းကြတဲ့နောက်တော့မြင်ရပါများလာတော့သူမကိုအရေးမလုပ်ပဲနေကြတော့တယ်ကွယ်မိန်းကလေးအလိမ္မာကလေးကတော့သူမကိုတတိမထားမိပါဘူးသူမအဲ့ဒီလိုဝေစားတာကိုလည်းသူမြန်မိန်းကလေးတွေလိုအားမကြဘူးတဲ့ကွယ်သူမရဲ့ချစ်သူမန်ချန်လေးကဝေပေးထားတဲ့ဝါကုန်းတွေကိုပဲချီမြင်ဖြစ်အောင်ကြိုးစားပြီးရက်လုပ်တယ်နေရှိတဲ့ရေဝါကုန်းတွေကိုချီမြင်တွေပေါ်လာအောင်ရက်လုပ်တယ်
အဲ့ဒီလိုရက်လို့အချိန်အတော်ကြာတဲ့အခါမှသာပိတ်စာလေးအဖြစ်ပြောင်းလဲလာတဲ့အဲ့ဒီပိတ်စာလေးအပေါ်မှာအပိမန်းခံပြီးတော့ဇာတို့ပန်းတို့ပြုတ်လုပ်လိုက်တော့တယ်သူမှထိုးထားတဲ့ဇာခွက်ပုံသဏ္ဍာန်တွေကတော့ပြောင်းမှုအနှံနေကော်ဖီတုပ်ပုံတွေပဲကလေးပါစီးပုံတွေနဲ့ငရုတ်သီးနီနီရဲ့ပုံတွေကိုပါထည့်ပြီးထိုးထားတဲ့ပြောင်းမှုအနှံလေးတွေရဲ့ပုံတွေဟာရွှေရောင်လိုတောက်ပါနေလေရဲ့ကော်ဖီတုပ်ပုံကလည်းမြအစင်းတရံအလားအောင်မေးရပြီးငရုတ်သီးအနီရဲ့ကလေးတွေဟာလည်းကြောင်မြရရနာတွေလိုနီရဲတောက်ပါနေတဲ့ပဲကလေးပါပုံစီလေးတွေဟာဆိုရင်ငကားတစ်ကောင်ရဲ့မျက်လုံးတွေလိုတောက်ပဝင်လက်နေလေရဲ့လီမာကလေးဟာသူမရဲ့လက်ရဖြစ်တဲ့ပိတ်စာတစ်စားလုံးကိုအနုစိတ်ပြီးချေမုန်းနေတဲ့သူမဟာတနေ့ပြီးတနေ့မိုးလင်းကနေမိုးချုပ်တဲ့အထိမယံမနာပဲချုပ်လုံနေတဲ့တခါတရံလက်ကိုအဆူမီလို့သွေးဆက်ကလေးတွေဟာအဝတ်ပေါ်ကျပြီးစွန့်တင်သွားတဲ့အခါသူမဟာအဲ့ဒီနေရာကလေးကိုပန်းကတ်အနီရောင်လေးအဖြစ်ဖန်တီးလိုက်တဲ့တခါတရံလေးပင်မလုံးလို့ချွေးဆက်ကလေးတွေဟာအဝတ်ပေါ်ကိုကျသွားလေးရှိရဲ့အဲ့ဒီလိုချွေးဆက်ကလေးတွေစလို့ကွက်သွားတဲ့နေရာလေးတွေကိုတော့လိပ်ပြပုံလေးတွေအဖြစ်ပန်းထိုးလိုက်တဲ့သူမပင်မတကြီးနဲ့ချုပ်လာတဲ့ဝစ်စုံလေးဟာ3လအကြာမှာတော့ပြီးဆုံးသွားတယ်။အဲ့ဒီဝစ်စုံလေးဟာအလွန်လှပပြီးတိမ်တောင်တိမ်လိပ်တွေကောင်းကင်ရံမှာရွေးရှားနေတယ်လို့နနခင်းရဲ့နေအောင်ကြီးအောက်မှာလှပစွာပွင့်လန်းနေတဲ့ပန်းမင်းကလေးများတစ်ဖွဲထိမှတ်ရတဲ့သူမဟာကိုယ်တိုင်ရက်လှုပ်ထားတဲ့ဝစ်စုံလေးကိုကြည့်ပြီးပီတိဖြစ်နေတော့မှမျက်နှာချင်းဆိုင်ရင်ကရွှေမာလာဆိုတဲ့မိန်းကလေးဟာတကားဝကိုရောက်လာပါလေရောရွှေမာလာဟာအလိမ္မာကလေးချုပ်ထားတဲ့ဝစ်စုံလေးကိုမြင်လိုက်ရတော့မနာလိုစိတ်တွေဟာတဖွာပေါ်ပေါက်လာတယ်။ဘာကြောင့်လဲဆိုတော့ဒီလောက်တောင်လှပလုံးတဲ့ဝစ်စုံကိုသူမတသက်နဲ့တကူမှတစ်ခါမှမမြင်ဘူးခဲ့ဘူးတယ်လေ။သူမမှရှိတဲ့အဖိုးတန်အထွေတွေနဲ့နှိုင်းစင်လို့မရအောင်ကိုဖြစ်နေတာကိုသူမနားလည်လိုက်တယ်။ရွှေမာလာဟာအလိမ္မာလေးရဲ့အနာကိုကတ်သွားပြီးချစ်တငယ်ချင်းမင်းနဲ့ကအင်ကြီးချင်းလဲကြရအောင်ငါမှရှိတဲ့အပေါ်ဝိအင်ကြီးဆဲတယ်နဲ့ခေါင်းဝင်းဆဲတယ်ကိုမင်းအင်ကြီးတစ်ထည်လေးနဲ့လဲပါလားဟင်းလို့ချွတ်ချွတ်တတလေးပြောလိုက်တဲ့ဒီခါမှာမင်းကလေးအလီမာကလေးကငါကိုယ်တိုင်ပြင်မရက်လုပ်ထားတဲ့အင်ကြီးကလေးကမင်းဘာဒီပဲပေးမလေးနိုင်ပါဘူးလို့ပြန်ပြောလိုက်တဲ့ရွှေမာလာဟာအလိမာကလေးစီကစကားကိုကြားလိုက်ရတဲ့အခါမှာအလွန်စိတ်ဆိုးသွားပြီးဒီအင်ကြီးကိုငါတရက်ဝစ်ပြီးမင်းကိုပြန်ပေးမယ်လို့ပြောပြီးပြောဆူဆူနဲ့အတင်းလူယူသွားတဲ့အလီမာလေးဟာအလွန်ဒေါသထွက်ပြီးရွှေမာလာရဲ့နောက်ကိုပြေးလိုက်သွားပါလေရွှေမာလာရဲ့စိတ်ထဲမှာအလီမာကလေးဟာဒီဝစ်စုံကလေးဝစ်လိုက်ရင်သူမထပိုးလာသွားမှာစိုးပြီးမနာလိုဖြစ်လို့ပေါ့ကွယ်သူမမွေးရတယ်လို့အလီမာလေးလည်းမွေးစီရဘူးဆိုတဲ့ရွေရချက်နဲ့အလွန်မြင်မာတဲ့အုတ်တတိုင်းကြီးပေါ်ကိုပြစ်တင်လိုက်တဲ့အဲ့ဒီအခါမှာကောင်းကင်ဘုံမှာပြန်တန်းနေတဲ့မိုးစိမ်ငတ်တွေဟာတစိန်တို့ဆင်းလာပြီးအဲ့ဒီဝစ်စုံကလေးကိုတုတ်ချီသွားလေတဲ့အလီမာကလေးဟာချက်တော့ကိုစောင့်ပြီးစိတ်ဆိုးမှန်ဆိုးနဲ့အော်ဟစ်ချောင်းလန့်တော့လာပေါ့ဒါပေမဲ့လို့မိုးစိမ်ငတ်တွေဟာအမြင့်ကိုပြန်တက်ပြီးတိမ်လိုက်တွေစားမှာပျောက်ကွယ်သွားတော့တယ်မိန်းကလေးဟာစိတ်ဆိုးလွန်းလို့ငိုချင်တာတောင်မျက်ရည်တောင်မထွက်နိုင်တော့ဘူးလေကွယ်ဒီအခါမှာရှင်မာလာဟာသူ့တငယ်ချင်းကိုချုံမနှစ်သိမ့်ပြီးအယောပြန်ပေးပါမယ်လို့ခရီးစကားတွေပြောလိုက်တယ်အလီမာကလေးကတော့ရှင်မာလာရဲ့စကားကိုလက်မခံပဲလက်ညှိုးကောင်းကောက်ထိုးပြီးရန်တွေးတော့တာပေါ့သူတို့နှစ်ယောက်ဟာအချိန်တော်ကြာတဲ့အထိရန်ဖြစ်နေကြတယ်နောက်ဆုံးတော့ရှင်မာလာဟာအလီမာကလေးပြောတဲ့စကားတွေကိုမခံနိုင်တော့တာနဲ့အင်းကြီးကိုပြေးဝင်သွားတယ်အလီမာကလေးဟာသူ့ရဲ့ဝစ်စုံကလေးကိုခြိသွားတဲ့မိုးစိငတ်တွေကိုဒေါသပြန်ဖြစ်နေတဲ့ကွယ်သူဟာကြာစီအချိန်ဆောင်ဆိုင်မနေတော့ပဲသူ့မှာကြံရှိတဲ့ချင်းမြင်တွေကိုပိုက်ကွန်အဖြစ်ရက်လို့လိုက်တဲ့သူမရဲ့မင်္ဂလာပွဲမတိုင်မီ2ရက်အလိုမှာပဲပြီးစီးသွားတဲ့လိမ္မာကလေးဟာသူ့ဝိစုံကလေးကိုခြိသွားတဲ့မိုးစိငတ်တီကိုပဲဒေါသဖြစ်နေမိတဲ့ကွယ်သူဟာကြာစီအချိန်ဆိုင်မနေပဲသူ့မှာကြံရှိတဲ့ချင်းမြင်တွေကိုပိုက်ကွန်အဖြစ်ရက်လို့လိုက်တဲ့သူမရဲ့မင်္ဂလာပွဲမတိုင်မီ2ရက်အလိုမှာပဲပြီးစီးသွားတဲ့နောက်တနေ့မိုးလင်းတဲ့အခါမိုးစိငတ်တအုပ်ဟာအလိမ္မာကလေးရဲ့အိမ်ခေါင်မိုးပေါ်မှာလာနာပြီးမယံမနာနဲ့အော်ဟစ်နေကြတဲ့မိန်းကလေးဟာငှက်တန်တွေကိုကြားလိုက်ရတော့သူမရက်လို့ထားတဲ့ပိုက်ကွန်ကိုပြေးယူပြီးမြေကြီးမှာဖြန့်ချထားလိုက်တဲ့ပိုက်ကွန်အောက်မှာလည်းပြောင်းမှုစီလေးကျဲထားလိုက်တဲ့ခေါင်မိုးပေါ်မှာနားနေတဲ့မိုးစိမ်ငတ်တွေဟာမြေပြင်ပေါ်ကအစာကိုမြင်တာနဲ့အောက်ကိုတစိမ်လို့ဆင်းလာပြီးပိုက်ကွန်တွေကပြောင်းမှုစီတွေကိုစားလိုက်ကြတဲ့အဲ့ဒီအခါမှာအလီမာကလေးဟာပိုက်ကွန်ကျိုးကိုဆွဲပြီးငှက်တွေကိုဖမ်းလို့လှုပ်တော့မှာပဲမိုးစိမ်ငတ်တွေဟာလက်ပြတ်ပြီးကောင်းကင်ရံကိုပြန်တက်သွားကြတာပေါ့ကွယ်လိမ္မာကလေးဟာလည်းပိုက်ကွန်နဲ့ညှိပြီးပါသွားတော့တာပေါ့
မိုးစင်ငတ်တွေဟာထွက်ပေါ်လာကြနေမင်းကြီးစီကိုဥတီးပြီးအစိန်အဟုန်ပြင်းစွာပြန်တက်သွားကြတော့တယ်မင်းကလေးစားနေရတဲ့အတန်တွေကတော့လေတိုက်ခတ်တန်တွေပဲဖြစ်နေလေရဲ့မြေပြင်ပေါ်မှာရှိနေတဲ့လေကွင်းတွေဟာတဖြည်းဖြည်းသိငယ်သွားပြီးအတော်ဝေးသွားတဲ့အခါမှာတော့မြင်ကွင်းကပျောက်ကွယ်သွားတယ်မိုးစင်ငတ်တွေဟာမြင့်တက်မြင့်အောင်ပြန်သွန်းချပြီးတောင်ထိပ်တစ်ခုကိုရောက်တော့အခါခရီးဆုံးသွားပြီဖြစ်လို့နားလိုက်ကြတယ်တောင်ထိပ်ပေါ်မှာတော့အယောင်သွေးစုံလင်းလာပါတယ်ငှက်မျိုးစုံဟာပျော်ရွှင်မြူးတူးနေလေရဲ့အဲ့ဒီငှက်ပေါင်းစုံဟာတကောင်နဲ့တကောင်ခွဲခြားလို့မရအောင်ကိုအလွန်များပြားလာတယ်ငှက်မိုးစီငှက်တွေဟာမိနေတဲ့ပိုက်ကုံအောက်မှာယုံထွက်လိုက်ကြပြီးသူတို့ရဲ့အပေါင်းပေါ်ငှက်တွေနဲ့ယုံတော့ကပျော်မြူးနေတယ်ရုတ်တရက်ဆိုသလိုငှက်တွေဟာတချင်းဆိုပြီးအယိုသေးပြုတ်လိုက်ကြတယ်အဲ့ဒါကတော့တခြားမဟုတ်ပါဘူးသူတို့ရဲ့ငှက်ပြင်းမာကြီးကြွမျက်နှာလို့ပဲဖြစ်ပါတယ်သူတို့ရဲ့ဘီရင်မဟာအလွန်လှပတဲ့နတ်မိမယ်လေးလိုဖန်ဆင်းထားတဲ့အလိမ္မာကလေးဟာနတ်မိမယ်လေးကိုမြင်လိုက်ရတဲ့အခါမှာအလွန်အားအသင့်သွားတယ်။ဘာကြောင့်လဲဆိုတော့နတ်မိမယ်ကဝိထားတဲ့အင်ကြီးကသူမကိုယ်တိုင်ရက်လုပ်ထားတဲ့အင်ကြီးကလေးဖြစ်နေလို့ပဲပေါ့။သူမဟာနတ်မိမယ်လေးရှိရာကိုအပြေးလွှာသွားပြီးအတင်ဟာဘသူကလည်းအတင်ဝိထားတာကျမရဲ့အင်ကြီးစာလေးပါ။ကျေးဇူးပြုပြီးကျမကိုပြန်ပေးပါလို့တောင်းဆိုလိုက်တယ်။ဒီအခါမှာနတ်မိမယ်ကလေးကမင်းရဲ့အင်ကြီးကလေးဟာအလွန်လှပလွန်းတာကိုငါသိပါတယ်။ဒါကြောင့်ငါမှရှိတဲ့ယရနာတွေကိုကြိုက်တဲ့လောက်ယူသွားပါ။မင်းရဲ့အင်ကြီးနဲ့လဲတဲ့သဘောပေါ့လို့ပြန်ပြောလိုက်တယ်။အလိမ္မာကလေးဟာချက်ချင်းဆိုသလိုပဲဝမ်းနေပါတယ်ရှင်။ဒီအင်ကြီးကလေးဟာကျမရဲ့မင်္ဂလာဆောင်မှာဝိဖို့ကျမကိုယ်တိုင်ချုပ်ထားတာပါ။ဘလို့မှတန်မိုးမဖြစ်နိုင်ပါဘူးလို့ပြောတယ်။ဒီအခါမှာနတ်မိမယ်လေးကအော်ဒီလိုလား။ကဲငါသဘောပေါက်ပါပြီ။မင်းရဲ့အင်ကြီးလေးကိုပြန်ပေးလိုက်ပါမယ်မင်းလိုလောဘမကြီးပဲကိုယ့်ရဲ့ပစ္စည်းလေးကိုသာမမောတွေ့တာတဲ့မိန်းကလေးကိုငါစုတစ်ခုပေးလိုက်မယ်မင်းနဲ့မင်းရဲ့တို့သားဟာအသက်ထက်ဆုံးချမ်းသာပျော်ရွှင်စွာပေါင်းသိနိုင်ကြပါစေလို့နတ်မိမယ်လေးကစုမကောင်းတောင်းပေးလိုက်တဲ့နတ်မိမယ်ကလေးဟာတဖြည်းဖြည်းနဲ့ရွှေရောင်ကဲ့သို့တောက်ပနေသောဇာမနီငှက်အတွင်ပြန်တက်သွားတယ်ငှက်အပေါင်းကလည်းသူတို့ရှိရပြန်တန်းသွားတယ်ငှက်ပြင်းမကြီးနောက်ကိုတပြောတပါပြန်တန်းလိုက်ပါသွားကြတဲ့မိုးစင်ငှက်တွေဟာလည်းအလိမ္မာကလေးကိုပိုက်ကွန်နဲ့ထည့်ပြီးသူမရဲ့နေအိမ်စီယာကိုပြန်ပို့ပေးလိုက်ကြတယ်။သူတို့သားလေးနဲ့တကွာမိသားစုတွေဟာသူမပြောက်သွားလို့စိတ်ပူနေကြတာပေါ့ကွယ်။မမျှော်လင့်ပဲသူမပြန်ရောက်လာတာကိုမြင်တော့တအံ့တော်ဖြစ်ပြီးဝိုင်းမေးကုန်ကြပါလေရော။သူမကလည်းဖြစ်ချောင်းကုန်စင်ကိုအကုန်ပြန်ပြောပြလိုက်တယ်။နောက်တစ်နေ့မှာတော့သူတို့ရဲ့မင်္ဂလာပွဲကိုစီကားတိုင်းမြိုက်စွာကျင်းပကြတယ်။မင်္ဂလာပွဲကိုတက်ရောက်လာသူအပေါင်းကသူမရဲ့ဝိစုံလေးကိုဝိုင်းပြီးချီးကျူးကြလေရဲ့။သူတို့သားလေးကလည်းသူ့ရဲ့ချစ်လာစွာသောသူတို့သမီးလေးကိုကြည့်ရင်ပြုံးတပျော်ပျော်နေပေါ့ကွယ်မင်္ဂလာဆောင်ပြီးနောက်မှာတော့သူတို့နှစ်ယောက်ဟာအရင်ကတည်းပိုးပြီးအလုတ်ကိုစူးစမ်းပန်းစားလုပ်ကင်ကြတော့တယ်မန်ချမ်းဟာလည်းအလုတ်ကိုရွှဲလုံးလာဝရိယတော့ဖြင့်လုပ်ကင်တော့တိတ်မကြခင်မှာပဲသူတို့လင်မယားနှစ်ယောက်ဟာချမ်းသာကြွယ်ဝလာတော့တယ်သူတို့ရဲ့အိမ်တော်ကြီးဟာလည်းပျော်ရွှင်ပွဲရာအတိပဲပေါ့တနေ့မှာတော့မိန်းကလေးအလိမ္မာကလေးဟာမင်္ဂလာဝတ်စုံလေးကိုကြောက်တုံးပေါ်မှာတင်းပြီးနေပူထုတ်လန်းတဲ့မိုးစင်ငတ်တီဟာလည်းဒီအင်ကြီးကလေးကိုဘယ်သူမှမခိုးနိုင်အောင်စောင့်နေလေတဲ့အဲ့ဒီအချိန်မှာပဲရွှေမာလာဟာမြို့ကနေသူတို့အိမ်ကိုပြန်လာတော့အလိမ္မာကလေးလန်းထားတဲ့အင်ကြီးကိုမြင်လိုက်တဲ့သူမဟာအရင်တော့အဖြစ်ပြက်တွေကိုတတိယပြီးမကြည်မနှက်ဖြစ်ကအင်ကြီးကလေးနာကိုတိတ်ကလေးကတ်သွားတဲ့အနားကိုရောက်တဲ့အခါမှာယူပြီးပခုံးပေါ်တင်လိုက်တယ်။အမမိုးစင်ငတ်တွေဟာသူမရှိရာကိုပြန်ဝဲပြီးထိုးစိတ်ကြတော့တယ်။သူမဟာထွက်ပြေးဖို့ကြိုးစားပြီးငှက်တွေဟာသူမရဲ့နောက်ကနေတဲကြီးမဲကြီးလိုက်လံထိုးစိတ်နေကြတဲ့။သူမဟာအတန်ကုန်အော်ဟစ်မောင်းထုတ်နေပြီးငှက်တွေဟာဒရကြလိုက်ပါလာပြီးရုံရင်းဆန်ခတ်ဖြစ်နေကြတယ်။ဒီအတော့အတွင်းမှာပဲငှက်တွေကဆေးလိုက်သူမကယုံလိုက်ဖြစ်နေရကနေသူမရဲ့ပခုံးပေါ်မှာတင်ထားတဲ့အင်ကြီးစာကလေးဟာအစိမ့်စိမ့်အမောင်မှာစုပ်ပြေကုန်တဲ့ကွယ်သူမရဲ့မျက်နှာတွင်လုံးမှာလည်းဒဏ်ရာဒဏ်ချက်တွေနဲ့ပြည့်နေကုန်တယ်ဒဏ်ရာတွေပျောက်သွားတဲ့အခါမှာလည်းအမာရွတ်တွေဖြစ်ပြီးရုပ်ဆိုးအကြီးတန်းသွားတဲ့သူမရဲ့ခင်မွန်းတွေကလည်းသူမကိုအိမ်ကနေနှင်းချလိုက်တဲ့ကွယ်သူများအပေါ်ကိုမကောင်းကြံပြီးမနာလိုတဲ့သူဟာနောက်ဆုံးတော့ဒုက္ခရောက်ရတော့တာပေါ့ကလေးတို့ရေပုံမြင်လေးကိုဆက်ပြောရမယ်ဆိုရင်တော့အလိမ္မာကလေးဟာသူမရဲ့အင်ကြီးကလေးကိုနှမျိုးလုံးလို့အစိမ့်စိမ့်မောင်မဖြစ်သွားတဲ့အတွက်ပိတ်စာလေးတွေနောက်ကိုပြေးလိုက်သွားတဲ့ပိတ်စာလေးတွေဟာကွင်းမြင့်ပေါ်ကိုကြာရောက်တဲ့အခါပျောက်ကွယ်သွားကြတယ်တိတ်မကြခင်မှာပဲအဲ့ဒီနေရာမှာအပင်ငယ်လေးတွေပေါ်ပေါက်လာတဲ့အဲ့ဒီအပင်ငယ်လေးတွေကိုတွေးလိုက်ရတော့သူမဟာအင်ကြီးလေးကိုတတိယပြီးစီမကောင်းဖြစ်ရရှာတယ်သူမဟာဇွဲမလျှော့ပဲအဲ့ဒီအပင်ပေါက်ကလေးတွေကိုတပင်းပြီးတပင်းလိုက်နှုတ်လိုက်တာ
လိုက်နှုတ်လိုက်ကသူမရဲ့ channel မှာစိုက်ထားတဲ့။နှွေရာသီကုံဆုံးပြီးဆောင်းရာသီကိုရောက်တဲ့အခါမှာတော့အပင်ပေါက်ကလေးတွေဟာကြီးထွားပြီးစိမ့်လန့်ဆူပြေလာတဲ့မကြခင်မှာတော့ပန်းမွင့်ကလေးတွေဝင်လာပါလေရော။အဲ့ဒီပန်းမွင့်ရဲ့ဝိဆန်လေးတွေဟာမီးရောင်ကဲ့သို့ထိန်နှင်းတောက်ပနေတဲ့အဝေးကနေကြည့်တဲ့အခါမှာဇာမနီငှက်တကောင်အတောင်ပံဖြန့်ပြီးနေအောင်ကြီးထဲမှာဝင်းလက်တောက်ပနေသလိုထင်ရတယ်။အဲဒါကြောင့်လူအများကဒီပန်းကလေးကိုဇာမနီနတ်မိမယ်ပန်းလို့ယနေ့ထက်တိုင်တင်စားခေါ်ဝေါ်ခဲ့ကြလေတော့တယ်ကွယ်။ကလေးတို့လည်းဒီပုံမြင်လေးကိုနားထောင်ပြီးသူမျက်မကောင်းကြရင်ကိုသာခံရမယ်ဆိုတဲ့အကြောင်းကိုသိရှိနားလည်ပြီးတော့စိတ်ထားကောင်းနေမွေးနိုင်ကြတဲ့လူတော်လူကောင်းလေးတွေဖြစ်ကြပါစေကွယ်။